ကဲ Storyteller Master နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာဒီနေ့မှာတော့2016ခုနှစ်ကထွက်ရှိခဲ့တဲ့ The Girl with All the Gifts ဆိုတဲ့စကားလေးအကြောင်းပြောပြပေးသွားမှာပါဒါကတော့ကဘာပြက်ကပ်ဖေးမှာဇွန်ဘီတွေကြားရုန်းကန်ရတဲ့စကားမျိုးပေါ့ Spoiler ပါမယ်နော်သတိထားပြီးကြည့်ပေးပါအောင်ဇလန်းအစမှာ Melanie ဆိုတဲ့ကောင်မလေးကသူ့ခန်းထဲကကိုတင်ပေါ်မှာလဲနေရင်မီးတွေပွင့်လာတော့ကြောင်းသွားဖို့ပြင်ဆင်ပါတယ်စစ်သားနှစ်ယောက်ဝင်လာတဲ့အခါသူကဝမ်းသာအားရနှုတ်ဆက်ပေမဲ့အဲ့ဒီစစ်သားတွေကတော့သူ့ကိုဘေးတဲ့ကွာထိုင်မှအသေးချတုံထောင်ဖို့ပဲစိတ်ဝင်စားကြတာပေါ့ပြီးတော့သူ့ကိုစင်ကင်လာအတိုင်းတွန်းထုတ်သွားပြီးတခြားကလေးတွေနဲ့တန်းစီခိုင်းပါတယ်သူတို့အားလုံးကိုအခန်းတစ်ခန်းထဲမှာနံပါတ်စင်အလိုက်ထိုင်ခိုင်းထားတာပေါ့မယ်လနီကသူ့ဆရာမ Miss Justino ကိုပုံပြင်ကဖို့လောက်ပြောပြပါလားလို့ပူစားတယ်။နဖျားပုံငင်တွေကသမိုင်းဝင်နေမလားဆိုပြီးတော့ပေါ့။ဆရာမကလည်းမငင်းတာတာနဲ့ပန်ဒိုရီယာရဲ့ဒေတာပုံမြင်ကိုဖက်ပြလိုက်ပါရဲ့။ကျောင်းဆင်းတော့မယ်လနီကိုအခန်းထဲပြန်ပို့ကြတယ်။စစ်သားတွေကတော့သူ့ကိုနှုတ်ဆက်ဖို့တောင်းစိတ်ဝင်စားကြပါဘူး။ညစာကြတော့ဘာကြွေးလဲဆိုတော့တီကောတွေတပန်းကန်းကြီးဗျ။သူကတော့အဲ့လာကိုမြင်းရည်ရှက်ရည်စားရင်အိပ်ပျော်သွားရှာတယ်။နောက်နေ့မှာကြောက်ကြကော်ဝယ်ရောက်လာပြီးမယ်လနီကိုပုတ်စာအတစ်ခုပေးပါတယ်။ Schrodinger's ခါတကြောင်ပေါ့မယ်လနီကအဖြေမထုတ်နိုင်တဲ့အခါဒေါက်တာကသူ့ကိုလူတယောက်လိုမဟုတ်ပဲစမ်းသပ်ခံပစ္စည်းတစ်ခုလိုပဲသဘောထားပြီးမှတ်တမ်းတူရေးပါတယ်။နောက်ပြီးမယ်လနီကိုနံပါတ်တစ်ခုရွေးခိုင်းတော့မယ်လနီက73လို့ဖြေလိုက်တယ်။ကျောင်းသားဖို့အခန်းတွေရှိကဖြစ်တော့နံပါတ်73အခန်းကဖွင့်မလာတာကိုသူသတိထားမိလိုက်တယ်။အတန်းထဲမှာလည်း73နံပါတ်နေရာကလွတ်နေရပေါ့။ဆရာမကဒီနေ့တော့စာစီစာကုန်းရေးခိုင်းပါတယ်။ကလေးတွေကဘာရေးရမှန်းမသိဖြစ်နေပေမဲ့မယ်လနီကတော့စာအုပ်ထဲမှာအရှိအရေးနေတာပေါ့။သူကသူ့ကိုယ်သူရဲကောင်းကြီးတယောက်လိုတင်စားပြီးရေးထားတာပေါ့။ဆရာမကအဲ့ဒီစာကိုဖတ်ပြီးစိတ်လှုပ်ရှားသွားတာနဲ့မယ်လနီကိုသွားကင်မှုလုပ်တဲ့အချိန်မှာတက်ချက်ကြီး box ကအခန်းထဲပြေးဝင်လာပြီးကလေးတွေကိုမထီနဲ့လို့អော်ပါလေရော။တက်ချက်ကြီးကဘာလို့မထီခိုင်းတာလဲဆိုတာလက်တွေ့ပြဖို့ကလေးတယောက်နာကိုလက်မောင်းလေးကတ်ပြလိုက်တယ်။အဲ့ဒီမှာတင်အေးဆေးဆေးနေတဲ့ကလေးကလူနှံ့ရသွားပြီးမီးရိုးတွေပြွတ်ထွက်မတက်ဟာပြီးကြိုက်ကိုလုတ်ပါတော့တယ်။တခြားကလေးတွေလည်းအဲ့ဒီလိုပဲလိုက်လုတ်ကြတာပေါ့။ညကြတော့ဆီယမဂျက်စတီနိုကမယ်လနီကိုစိတ်မကောင်းဖြစ်ပြီးသူ့ကိုချီနှောင်ထားတဲ့ကြိုးတွေကိုတွားဖြုတ်ပေးတဲ့အဲ့ဒီအချိန်မှာမယ်လနီကဆီယမရဲ့အသားနံကိုရသွားပြီးဇွန်ဘီစိတ်ဆက်ဝင်လာပါတယ်။ဒါပေမဲ့သူကစိတ်ကိုထိန်ပြီးဆီယမကိုအမြန်ထွက်သွားဆိုပြီးတတိပေးလိုက်နိုင်တယ်။နောက်တနေ့မှာတော့စခန်းထဲကိုဇွန်ဘီတွေကျူးကျော်ဝင်ရောက်လာပြီးပရန်ပတာတွေဖြစ်ကုန်ပါတယ်။တက်ချက်ကြီးဘက်ကမယ်လနီကိုခေါ်ပြီးဓာတ်ခွဲခန်းထဲကိုပြေးရပါတယ်။အဲ့ဒီမှာဒေါက်တာကော်ဝဲလ်ကမယ်လနီကိုဆေးထူးအိပ်ပျော်စေပြီးဖြတ်တောက်စစ်ဆေးဖို့ပြင်နေတာကိုသူကမယ်လနီရဲ့ဦးနောက်ကိုတုံပြီးကာကွယ်ဆေးထုတ်ချင်နေတာကိုဆီယာမဂျက်စတီနိုကဝင်တားပေမဲ့စစ်သားတွေကဖမ်းသွားကြတယ်။ရုတ်တရက်ဇွန်ဘီတကောင်ကတက်ခွဲခန်းတဲ့ဖောက်ဝင်လာပြီးတခြားဒေါက်တာကိုကိုက်ပစ်လိုက်တယ်။မယ်လနီကတော့ကြိုးတွေကိုဖြတ်ပြီးလွတ်လာတယ်။စခန်းတစ်ခုလုံးတော့ပျက်စီးသွားပါပြီ။မယ်လနီကဆီယာမကိုစစ်သားတွေရိုက်နှက်နေတာမြင်တော့ဒေါသထွက်ပြီးစစ်သားတွေကိုကိုက်တက်ပစ်လိုက်တယ်။နောက်ဆုံးတော့တက်ချက်ကြီးပတ်ဆီယာမဒေါက်တာကော်ဝဲလ်နဲ့စစ်သားတယောက်တို့မယ်လနီကိုခေါ်ပြီးကားတစ်စီးနဲ့ထွက်ပြေးခဲ့ကြတယ်။သူတို့လန်ဒန်မြို့ထဲကိုရောက်လာကြတယ်။မြို့ထဲမှာတော့ဇွန်ဘီတွေအပြည့်ပဲ။မယ်လနီကတော့ထူးခြားတယ်။သူကဇွန်ဘီဖြစ်နေပြီမဲ့လူလိုစဉ်းစားနိုင်ပြီးစကားပြောနိုင်တယ်။ဇွန်ဘီတွေကသူ့ကိုအန်တီရမပြုဘူး။ဒါကြောင့်သူကအပြင်ထွက်ပြီးလူတွေအတွက်အစားအသောက်ရှာပေးရတယ်။သူကိုယ်တိုင်လည်းစားလာရင်တော်ရိုက်တဲ့တော်တွေကိုဖန်ဆားတာပေါ့။လမ်းမှာသူတို့တွေ့လိုက်ရတာကဇွန်ဘီတွေရဲ့ကိုယ်ပေါ်ကနေမှုလိုမျိုးအပင်တွေပေါက်နေတာပဲ။ဒေါက်တာကပြောကြတယ်။အဲ့ဒီမှုတွေကနေဝတ်မွန်တွေထွက်လာရင်တကဘာလုံးဇွန်ဘီဖြစ်ကုန်တော့မှာတယ်။သူတို့လမ်းမှာလှည့်လည်သွားလာနေတဲ့ဇွန်ဘီကလေးတစ်ဆိုင်နဲ့ထပ်တိုးကြသေးတယ်။အဲ့ဒီကလေးတွေကစစ်သားတယောက်ကိုတတ်စားလိုက်ကြတယ်။မယ်လနီကအဲ့ဒီကလေးတွေရဲ့ခေါင်းဆောင်ကိုတိုက်ခိုက်အနိုင်ယူလိုက်ပြီးသူ့လူတွေကိုကာကွယ်ပြီးခဲ့တယ်။စသိမ်ပိုင်းမှာတော့ဒေါက်တာကော်ဝဲလ်ကမယ်လနီကိုကာကွယ်စေအတွက်အသေးခံဖို့ထပ်ဖြောင်းပြပြန်တယ်။မယ်လနီကကျမတို့ကတော့လူပဲမဟုတ်ဘူးလား။ဘာလို့ရှင်တို့အတွက်နဲ့အသေးခံပေးရမှာလဲလို့ပြန်မေးပြီးထလာခဲ့တယ်။မယ်လနီကမိုးပင်ကြီးတို့ကိုမီးရှို့လိုက်တဲ့အတွက်ဝင်းမွန်တွေလွန်ပြသွားပြီးကြန့်ရှိနေတဲ့လူသားအလုံးဇွန်ဘီပိုကူးစက်ကုန်ပါတော့တယ်။ဆီယာမဂျက်စတီနိုကတော့လေးလုံးနဲ့တက်ခွဲခန်းထဲမှာမို့လို့အသက်ရှင်ကြံရစ်ခဲ့တယ်။စကားရဲ့အဆုံးမှာတော့ဆီယာမကတက်ခွဲခန်းထဲကနေမှွန်ချပြီးအပြင်ကဇွန်ဘီကလေးတွေကိုစားတင်ပေးနေရတယ်။မယ်လနီကတော့အဲ့ဒီကလေးတွေရဲ့ခေါင်းဆောင်ပေါ့။စကားလေးရဲ့အချို့အကွေးကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်မလား။
နောက်ထပ်ဘလူးစကားမျိုးတွေကိုဒီလိုပုံစံနဲ့နားထောင်ခြင်းထိလိုက်ခင်လားပြောခဲ့ပြီးအောင်နော်